မျက်နှာအသားရည်ပြက်စီးနေတဲ့သူတွေပေါ့နော်အသားရည်အရန်၆တဲ့သူနောက်တစ်ခါကျတင်းတိတ်မဲ့ကြောက်တွေရှိနေတဲ့သူအဲ့ဒီသူတွေသုံးပေးရမယ့်ပစ္စည်း skin care လေး၃မျိုးပဲရှိပါရဲ့ရှင်เนาะဒီ၃မျိုးကိုမှတသိန်းအောင်မပြည့်တဲ့ဈေးနှုန်းလေးနဲ့ရမှာပါတကယ်ကိုမျက်နှာပေါ်မှာအဆီတွေပြန်နေတယ်ချွေးပေါက်ကြီးတွေကျဲနေတယ်ပြီးတော့နောက်တစ်ခါကျစားဝက်ချင်တွေရှိနေတယ်အဆီဘူးနဲ့အဆီခဲရှိနေတယ်ဆိုလို့ရှင်เนาะမဖြစ်မနေဒီတိုနာလေးကိုသုံးပေးပါရှင်เนาะဒီတိုနာလေးကကျတော့အဆီဘူးနဲ့အဆိုင်ခဲတွေကစားဖြော်ချပေးရဲ့နို့ရည်တိုနာလေးပါเนาะနောက်တစ်ခါကျတော့ဒါလေးကကျတော့တင်းတိတ်မဲ့ကြောက်တွေကိုတက်တာစေတဲ့အသားလာ collagen serum ဒါလေးကကျတော့နေရောင်ကြီးတန်းကိုအပြည့်အဝကာကွယ်ပေးရဲ့ Nega Sun Cream မှာဒီ skin care ၃မျိုးသုံးပေးမယ်ဆိုလို့ရှိရင်မျက်နှာအသားရည်အတွက်တော်တော်လေးကိုထိရောက်ပါရှင်เนาะအခုကတော့အရင်ဆုံးပထမအဦးဆုံးအနေနဲ့နို့ရည်တူနာလေးလိမ့်ပြပေးမှဖြစ်ပါတယ်။သူကကြောက်လေမျက်နှာချွေးပေါက်ကြားတဲ့ကအညစ်အကြေးတွေအစားတန့်စင်ဖယ်ရှားပေးရဖြစ်တဲ့အတွက်ဒီအဆင့်လေးကိုလိမ့်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ် skin care တွေလိမ့်တဲ့အခါမှာအရန်ကိုထိရောက်တယ်။သူကချွေးပေါက်လေးတန့်သွားပြီဆိုတော့အရေပြားအတွင်းပိုင်းနဲ့အထိကိုတန့်စင်ဖယ်ရှားပေးတာဖြစ်တဲ့အတွက်နောက်ထပ် skin care တဲ့အခါမှာလည်းအရန်ကိုထိရောက်စေရပေါ့နော်မျက်နှာကြီးပေါ်မှာညစ်နေတဲ့ချွေးပေါက်တွေပိတ်နေရဲဆိုလို့ရှိရင်အဲ့ဒီပေါ်မှာထပ်ပြီး skin care ဆိုလို့ရှိရင်လည်းဘာမှမထူးကြဘူး skin care ကိုယ့်ရဲ့ပစ္စည်းကုန်တာပဲရှိတယ်ပတ်ဆက်ကုန်တာပဲရှိရပေါ့နော်မျက်နှာအသားတွေလေးကတန့်နေမှာဂျီးကင်းနေမှာ skin care ဆိုလို့ရှိရင်အရန်ထိရောက်တာပါရှင်အခုကတော့ရေတက်ဖြည့်ပေးရဲ့နို့ရည်တူနာလေးလိမ့်ပေးထားတာဖြစ်ပါတယ်။သူကကြတော့ချွေးပေါက်ကြီးရဲ့အရန်ကျယ်နေတဲ့သူအစီဘူးတွေအစီခဲတွေရှိနေတဲ့သူဒီနှာခေါင်းကြားထဲမှာစားဝက်ချန်တွေရှိနေတဲ့သူတွေဆိုလို့ရှိရင်ဒီဟာလေးကိုသုံးပေးပါရှင်နော်။နောက်တစ်ခုကကြတော့အသားလက် collagen serum တင်းတိတ်မှဲ့ကြောက်သမားကြီးဆိုလို့ရှိရင်ဒီ serum ကိုမဖြစ်မနေသုံးပေးပါမနက်တစ်ချိန်ညတစ်ချိန်သုံးပေးမယ်ဆိုလို့ရှိရင်တင်းတိတ်နဲ့မှဲ့ကြောက်ကိုတိတိတတာကိုတက်တာလာစေတဲ့အသားလက် collagen serum လေးပါရှင်နော်။သူကလေသူ့ရဲ့အထက်မှာလေရွှေရောင်အဖက်ဖက်လေးတွေလည်းပါတာဖြစ်တဲ့အတွက်မျက်နှာအသားရည်ကိုရွှေသိမ်းလိုက်သလိုဂလိုကလတ်စေပါတယ်ရှင်။ဒါလေးကတော့ Nega Sun Cream စီရလေးလိမ့်ပြထားဖြစ်ပါရှင် Nega Sun Cream နောက်တစ်စင်မှာလိမ့်ပါစိတ်ကလောတာအဲ့လိုမျိုးလိမ့်ပြခြင်းနဲ့စိတ်ကများနေဒါလေးကတော့အသားလာ collagen serum မှာရှင်เนาะသူကကြတော့ collagen serum ဖြစ်တဲ့အတွက်မျက်နှာပေါ်ကအရေးကြောင်းတွေဆိုလို့ရှင်လည်းအရန်တက်တာစီရဲ့မျက်နှာအသားရည်လေးကိုဆူဆူတင်းတင်းလေးဖြစ်လာစေရဲ့အသားလာ collagen serum မှာရှင်ဒါလေးကမနက်ပိုင်းအစစ်မှာလုံးဝကိုကြော်လို့မဖြစ်တဲ့ Nega Sun Cream သူ့ကိုမလိမ့်ဘူးဆိုလို့ရှင်မလိုလားအဲ့တဲ့တင်းတိတ်တွေထွက်လာမယ်မှဲ့ကြောက်တွေထွက်လာမယ်မျက်နှာအသားရည်နေလောင်မယ်အသားရည်တွေညစ်လာပါမယ်ရှင်เนาะဒါလေးကတော့မနက်ပိုင်းအစစ်မှာမဖြစ်မနေသုံးပေးရမယ် Nega Sun Cream လိမ့်တဲ့အခါမှာပူတာဆက်တာလုံးဝမရှိဘူးပြီးတော့နောက်တစ်ခုကကြတော့ make up သားလုံးဝမပါဘူးမျက်နှာကိုလိမ့်လိုက်တာနဲ့မျက်နှာအသားရည်ကိုတဆင့်ပို့ပြီးတော့လင်းသွားစေတဲ့ Nega Sun Cream လေးပါရှင်ဒါလေးကိုတော့မဖြစ်မနေမတာပိုင်းအစစ်မှာသုံးပေးရပါမယ်ရှင်เนาะ